Hello အားလုံးပဲမင်္ဂလာပါတရေရေမန်နီအိတ်ချင်းငါပါရှင်ဒီမမေစီကိုပေါ့နော်ခဏခဏဘိုက်ပါမှာရော line ပေါ်မှာရောပေါ့နော်နည်းနည်းလေးလာမေးပြီးတော့နားလည်မှုလွဲနေတာလေးပေါ့နော်လာပြီးတော့ပြောပြပေးပါမယ်ရှင်ဘာလဲဆိုတော့ pay to pay ban to ban ban to pay pay to ban ဆိုတာက pay ဆိုတာကကြတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ pay ပေါင်းစုံပြောပါဥပမာ AYA pay KBZ pay CB MyDay ပေါ့နော် A Blackအဲ့ဒီပေးပေါင်းစုံကိုလိုချင်တဲ့ဟာဥပမာကိုမှာ CB pay ရှိတယ်ဒါပေမဲ့ကိုကအသုံးလို့တာအများဆုံးအသုံးလို့တာ K pay ဆိုရင်မမင်းစီမှာပေါ့နော် CB pay ပေးပြီးတော့ဒီခါကျ K pay ပြန်ယူတာအဲ့ဒါကို KB pay to pay ဆိုပြီးတော့အလွယ်ကောက်ပြောတာပေါ့နော်နောက်ပြီးတော့ ban to ban နဲ့အလားတူပဲKBZ ကိုမှာ KBZ လိုတာကွာရှိတာက CB ban ဆိုရင် CB ban အကောင့်ကိုပေးပြီးတော့ဒီခါကျတော့ KBZ ပြန်ယူတာပါရှင်အဲ့ဒါကို pay to ban ban to pay အဲ့လိုမျိုးချိန်ပေးတာပါမမေကပြီးကြတော့ cash ငွေသားလိုတယ်ဆိုရင် cash ထုတ်ပေးတယ်ဆိုတာကဥပမာ cash ထုတ်ပေးတဲ့မျိုးကမမင်းတို့စီမှာ3မျိုးပဲရပါတယ်မန္တလေးမျိုးရယ်ကတာမျိုးရယ်အခုမမင်းနေတဲ့စကိုင်းမျိုးပဲပေါ့နော်မျိုး3မျိုးမှာပဲ cash ကရတာပါ cash ကိုဒီတိုင်းထုတ်ပေးရကအဲ့ခုနစောနာကပေါ့နော်ပေးတွေဘန်ကောင်းနေနဲ့ပေးပြီးတော့ဒီခါကျငွေသားပြန်ယူခြင်းနဲ့ဆိုရင်မင်းကနေခါကျတော့ဒီဘန်ကိုသွားရမှာအချိန်ကုန်နေစောင်းအားမှာအချိန်မရဘူးဆိုလို့မင်းစီမှာလာပြီးတော့နေခါကြတော့ထုတ်လို့ရပါတယ်မင်းကတော့ဝန်ဆောင်ကအနေနဲ့ fee တက်တာလေးယူထားပေးပါပါရှင်ဘိုင်ဘာမှာတချို့ဆိုရင်လာမေးချင်ရနားလည်မှုလွဲနေကြပါတော့ဟို TikTok မှာလည်း pay to pay သုံးတာဗားတယ်ညာတယ်အဲ့ဟာတွေမဟုတ်ပါဘူးသူတို့ပြောနေရ pay to pay ဝယ်သုံးတာတွေဗားတွေကမြင်နားမလဲပါမင်းတီးတဲ့ payment ဆိုတော့မင်းက payment method ပေါ့နော်pay to pay ဆိုအလွယ်ကပြောလိုက်တာ payment ဆိုတာက MyDay pay တို့ AYACB KBZ pay အဲ့ဒီ pay ပေါင်းစုံကိုပြောတာပါရှင်အဲ့တော့လူကြီးမင်းတို့အနေနဲ့တနေရာထဲမှာပေါ့နော်ဒီကိုလိုချင်တဲ့ payment ကိုလိုချင်တယ်ဆိုရင်တရေမင်းအချိန်ဖုန်းနံပါတ်39942439ကိုလာပြီးတော့ဒီခါကျတော့ Viber မှာငွေချင်းလာတယ်လို့မမေက Messenger မှာအမြဲတမ်းမရှိရတဲ့အတွက်VPN ခက်ခဲနေကြမို့လို့ပေါ့နော်အဲ့ဒါ Telegram နံပါတ်3996933918 Telegram မှာလာပြီးတော့ငွေချင်းလို့ရတယ်လို့ Viber အကောင့်မှာလည်းလာပြီးတော့ဒီခါကျတော့ငွေချင်းလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဖုန်းလေးတစ်ချက်ပဲလိုရယ်เนาะ39942439လေးဖုန်းဆက်လိုက်เนาะ